ညီကောင်မောင်နှမတွေလို့ရန်တယောက်ရန်ချစ်ကြပါတယ်ဟုတ်ပကံမျိုးသူလိုပဲဖြစ်မယ်လို့ထင်ပါတယ်ဘာလို့ဆိုတော့အဲ့တော့ရန်ပျော်စရာကောင်းတာလေအခုလည်းပျော်စရာကောင်းပါဒါပကံမျိုးသူပြီးတော့နောက်ထပ်ပြီးတော့စုံတဲ့ကားလေးဆိုတော့အခုပြောသလိုပဲကြောက်စရာကောင်းပါပါအမှတ်ကြလဲကိုဆိုပဲကိုပြောရတယ်ဒီကိုပြောရတာဟိုကိုပြောရကိုတောင်းပြောသလိုပဲပြောစရာကောင်းမှလို့ထင်ပါတယ်အမှတ်ကြလဲဖြစ်မယ်ပေါ့နော်ဒါဥမောင်နဲ့နောက်ထပ်တစ်ခေါက်လည်းထပ်စုံတဲ့ကားလေးဆိုတော့ဟုတ်ပြောဘယ်လိုကျွန်တော်ဒါကျွန်တော်ခုနပြောသလိုပေါ့နော်မိသားစုကားလို့ပုံစံဖြစ်သွားတာပေါ့နော်ကျွန်တော်တို့ဘယ်လိုလဲမိသားစုကားဘာဖြစ်သွားမေးတော့ဒါမှအမေတွေအမေဟုတ်တယ်ဗျာဒါသားလည်းပြောကောင်းပါလေပြီးတော့ဒီကားမှာဘယ်လိုပြောမလဲဒီကိုတက်ဝါရင်းနဲ့အနုပညာရှင်တွေအများကြီးပါပါတယ်သူတို့ရှိရတယ်ကျွန်တော်အများကြီးသင်ယူသွားပါမယ်ပြီးတော့ကျွန်တော်ကိုတောင်းရှိရတဲ့ပညာရှင်အများကြီးသင်သွားပါမယ်ပကံမျိုးသူကြောင်းလို့ကျွန်တော်တို့ရမ်းပျော်စရာကောင်းတယ်ဗျတယောက်တော့ရရလေဘာလို့ဆိုတော့ဟိုတယောက်ရန်ကုန်သွားရင်တော့တယောက်ကကျန်တဲ့လူတွေကမသွားစေချင်ဘူးလွမ်းနေကြအဲ့လိုဆိုတော့ကြတော့ဟိုတယောက်ရိုက်ပြီဆိုတော့ကျန်တဲ့လူတွေကလိုက်သွားကြည့်ပြီးတော့မှဟာမဟုတ်ဘူးမင်းအဲ့ဒါဆိုဒီတက်ပိုကောင်းတယ်ဟိုကပိုကောင်းတယ်တယောက်အဲ့လိုဖလှယ်ကြပြီးတော့ပြောကြရမ်းပျော်စရာကောင်းတယ်ကိုယ်သူတို့တိတ်ခဲ့လို့သူတို့လည်းကိုယ်တိတ်ခဲ့လို့အဲ့လိုနေကြတာပေါ့ဟုတ်ဖိုက်တယ်ဒီကောင်တော့ဇာတ်လမ်းမျိုးကအသေးစားရတယ်အရန်ဝလာကြတယ်အရန်ဝလာရှင်အဲ့လိုဟုတ်အဲ့မောကိုပို့ပြီးတော့ပြောတတ်တယ်ဆိုတော့လေဟုတ်တယ်မဆောလက်character မှာမဆောလက်နှစ်ဘဝပေါ့နော်ခင်စောမှုကမဆောလက်ကောအဲ့လိုမှာနှစ်ယောက်လုံးနဲ့စုံတဲ့ခန်းလေးပို့ပြီးများတယ်ဆိုတော့ဒီကားလေးကတော့ညီမတို့လိုက်တာအမှတ်တရဖြစ်တယ်ကိုယ်တိုင်နဲ့ဒီဇက်ကားကိုကြိုက်တယ်အရန်ကြိုက်တယ်ဆိုတော့လေပိတ်သက်ကိုလည်းအမှတ်တရအများကြီးပါပဲအမှတ်တရရတော့နှစ်ယောက်ဘူးရတယ်နော်ဘူးရရောအမှတ်တရရအများကြီးပါပဲပြောပြရင်ကုန်းတော့မကုန်းဟုတ်အဲ့တော့ဒါစောင့်ကြည့်နေနော်စောင့်ကြည့်ရမှာပေါ့ဒါနောက်ဆုံးထိစောင့်ကြည့်ရမယ်ဒါမနေ့ကလည်း trailer တင်တော့ပရိသတ်တွေစိတ်ဝင်စားမှုအများများရယ်ပေါ့နော်ဆိုတော့ဒါပြသတဲ့အချိန်မှာလည်းကြည့်ရှုပေးကြပါလို့မြင်မကူးတတ်ဘူးလေရှင်နစ်တယ်ကျွန်တော်ဥမာဒါလည်းဒီစောင်းလေးတော်တော်အေးတယ်ဗျကျွန်တော်ရေကူးရမယ်ရတယ်ကူးပါမယ်ဆိုပြီးကူးလိုက်တာကျွန်တော်ခက်တီတီပဲကျွန်တော်အဲ့ကြီးတော့ဆိုအတင်မိုက်တယ်ပေါ့ဆိုရေပဲချိုးရတယ်ဘာဆိုရေကူးပြတယ်အလဲမှာနစ်နေရောဥမာအဲ့ဒီလုံးနေတပုတ်ကျွန်တော်နစ်နေတာခဏလေးခဏအဲ့ဒါကြောင့်ကိုတောင်းကြီးကရေကူးနေတော့ပြန်တင်ရတယ်အဲ့လိုဒီအမတ်တရရေပေါ့နော်ဒီကားမှာတော့အကောင်လုံးအမတ်တရတွေပဲကျွန်တော်တို့ဒီဇကားထဲမှာအကုန်စီးမျောနေတာပေါ့နော်ပကံမျိုးသူတော်ဆိုလို့ရှိရင်တောက်လျှောက်တွေဟိုဒီခုနကိုတောင်းပြောသလိုမျိုးပဲတယောက်ခန်းမပါလို့ဆိုတယောက်လိုက်ကြည့်တယ်ပြီးရင်ဒီဇကားကောင်းဖို့အတွက်ပဲလိုက်ကြည့်နေကြတာပေါ့နော်အဲ့တော့ပကံမျိုးသူကတော့ကျွန်တော်တော့ပြန်ကြည့်နေတာပဲခုတော့မှာနော်အဲ့တော့အကောင်းဆုံးဖြစ်မယ်လို့လည်းကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ပါကြည့်ဟိုထက်လာတဲ့ခါကျတော့အားပေးပါကျွန်တော်တို့အများကြီးအကောင်းဆုံးစူးစမ်းထားကြတယ်ကိုယ် character ကိုအပြီးပြင်းဆုံးဖြစ်အောင်လှုပ်ထားကြတာပေါ့လေအဲ့တော့ကြည့်ပါရုပ်ရှင်လိုလည်းခံစားမယ် series လိုလည်းခံစားမယ်တခုခုအသေးရမှာပေါ့ဒီကားလေးကထူးခြားခြားလေးဖြစ်တယ်ပြီးတော့လူဝင်စားဆက်လေးပေါ့နော်တစ်ခါမှလည်းညီမမရိုက်ဘူးသေးရဲ့ကားလေးပေါ့ဆိုတော့ဟိုပရိသတ်တွေအနေနဲ့ကြည့်လို့ရှိရင်ထူးထူးဆန်းဆန်းလေးဖြစ်မယ်လို့ထင်တယ်ပြီးတော့လူဝင်စားဆိုတာတကယ်ရှိလားမရှိလားဆိုတာလည်းသိရမယ်ပေါ့နော်ပကံမြေဆိုတာကျတော့ဒါပရိသတ်တွေအားလုံးရဲ့ရင်ထဲမှာရှိပြီးသားပကံမြေမှာဒီကားလေးရိုက်ထားတာဆိုတော့ကြိုက်ကြမယ်လို့ထင်ပါတယ်ဒီကျွန်တော်တို့ကြည့်ရတာနဲ့ဟိုမကောက်ဘူးပေါ့နော်ဒီပကံမှာရှိတဲ့ဖျားတွေကိုကြည့်ရမှာအဓိကကျွန်တော်တို့တိတ်ပြီးတော့ဟိုနာမည်မကြီးသေးတဲ့ဂျောင်နဲ့ဖျားတွေကအစားပါဥမာလိုက်ပြတာအရန်ကောင်းတယ်ပြီးရှင်ဟိုဒီဓာတ်ရှိပါလားဆိုတော့ကျွန်တော်တို့တော့မသိဘူးအဲ့လိုရိုက်ပြတယ်ဥမာတော့ချက်ကြည့်တယ်ဟိုတစ်ခေါက်တော့ဆိုကျွန်တော်လမ်းဘေးမှာတွေ့နေလမ်းဘေးကြီးမှာအရန်မိုက်တယ်အဲ့နေရာကျွန်တော်တော့မသိကြော်အများနဲ့ဖြတ်တယ်ဟုတ်တယ်ဟိုပန်းလန်းကြီးကြောက်ကူမဲဟုတ်တယ်အဲ့ဒါဆိုရန်လာဥမောင်ရန်အနုပညာခံစားမှုအကောင်းတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့လည်းမရနောက်တစ်ခုကျွန်တော် guide လုပ်ဖို့ခေါ်လို့ရတယ်သူရမ်းစုံဟိုဘယ်လိုပြောလဲဟိုကျွန်တော်တို့ကအရန်စုံတယ်ဥမောင်သွားရှင်ကျွန်တော်ရဲ့ကိုတောင်းရတောက်လျှောက်နောက်ကလိုက်သမီးလည်းပါတယ်လေသမီးသမီးကအေး sleeping ကျိုးတယ်လိုက်ပါတယ်တခါလေနိုးရေတခါလေ10ခေါက်တစ်ခေါက်ပေါ့နော်အဲ့လိုမျိုးဥမောင်ကအရှိအကားပြီးရှင်ကိုတောင်းကပြီးကျွန်တော်ကအဲ့3စီးဇက်တိုက်သွားတာတောက်လျှောက်ဥမောင်သွားရင်တော့လိုက်တယ်အဲ့လိုမျိုး shooting ပြီးလို့ရှင်လည်းပဲတောက်လျှောက်သွားတာပြီးမုတ်တွေလိုက်ရွယ်အဲ့လိုမျိုးပြောကြကောင်းပါသူ့မောင်သူတို့မိသားစုပဲလာလေသူ့မောင်တွေနော်မောင်တွေပဲလာမောင်ရှိလားဘယ်လိုရှိရလဲရှိပါဘူးကျွန်တော်ကထီးကြံဆုံးသူတို့ရောက်ရှိတယ်ဒီကောင်လည်းမရှိဘူးထီးမကြံပါဘူးဟမ်ထီးမကြံပါကျွန်တော်အကုန်လုံးကအမကြံဟိုမှာရောက်တဲ့အခါမိသားစုတွေဖြစ်သွားတဲ့အခါမှာဒီသူတွေကမိသားစုဖြစ်သွားတယ်ညာမကြံတော့ဘူးလားဟုတ်တယ်စောကြရဲအဲ့လိုမျိုးအမှန်တိုင်းပြောကြည့်စောကြရဲကလေးလေစားတယ်ကမင်းတူစားတယ်အဲ့လိုမျိုးတူတူလျှောက်သွားတယ်နော်ပြီးလို့ရှိရင်တယောက်တည်းညစာကျွေးခိုင်းတယ်ဟုတ်တယ်အဲ့ဒါပြောကြကောင်းတယ်
စားကြမကောင်းလဲစားစရာမကောင်းဆိုလဲစားလို့ကောင်းနေတာနော် ဟိုတက်ရတော့ဟိုမုတ်တွေမှာကြတော့ကပိကြော်တော့မှာ ဟုတ်တယ် အော်ရိုက်ခွန်းလာလိုက်မရှိဘူး မရှိရတော့ကိုထူအောင်မှာရှိပါ မရှိပါဘူး ဘူးမမအောင် မရှိပါဘူး မရှိပါဘူး ကျွန်တော်ကြည့်တယ်ကြည့်နေ ကြည့်နေတာကြည့်နေတာ ကြည့်နေတာ နာနဲ့ယူရတာဗောဘယ်ရအောင်လဲ နိတန်တုတ်လေးရွတ်ပေးမလို့ပါ ဒါမဲ့ပေးရယူပေးရ ဒါမဲ့အဓိကဥမောင်ကသူ့မှာဥမောင် ပေးရည်တွေပါ ပေးရည်တွေပါတယ်ပြီးရှင်တစ်ခါတေချာဖျားစာတွေယူပြီးတော့လုပ်ပေးတယ်သူအဲ့တက်တာပါတယ် ဟုတ်ကဲ့ပါ โอเคပါနှုတ်ဆက်စကားလား အဲ့ကတော့ပြောလိုက် ဒီရတယ်လေနှုတ်ဆက်ပါတယ်ဗောနှုတ်ဆက်တကားနှုတ်ဆက်ပါနှုတ်ဆက်တာအဲသူမမီးချမ်းနှုတ်ဆက်ပါတက်တာအေး